တကြီးကျုပ်တို့ယောက်ျားချင်းကိစ္စကျုပ်တို့ဟာကျုပ်တို့ရှင်းမယ်ခမည်းလူတွေဝင်မပါစေနဲ့ကြားလား ကျော်အဲ့ဒီအိုကောင်းမတင်မယ်မပြည့်နဲ့လေဗျာကြောက်တော့ယောက်ျားချင်းကလေးကြီးချင်းနဲ့မပြည့်နဲ့လို့ပြောနေမလားယောက်ျားကလေးကြီးချင်းနဲ့ခဲမလောက်နဲ့တော့ဒီကငါရှုံးတယ်ထွက်ပြီးလွတ်နိုင်တယ်ဘာလို့မပြေးရလဲကျမထွက်ပြီးရင်ရှင်ကပြစ်လိုက်မှာပေါ့မင်းကငါပြစ်မယ်ထင်လို့လားပြစ်ရင်လည်းထိချင်မှထိမှာပါဟာရှင်းတယ်ရသူ့ပြန်ထွက်နေပါလားဟုတ်တယ်သွေးဆူလာလို့သွေးနည်းနည်းရှူသွားတယ်ကျမပါတီပြန်စီးပေးမယ်နော်မောင်ကျော်ကောင်ကအေးစင်းကမနေသေးဘူးကွာအခုတော့ဒီပုံထဲမှာရှက်ရတာပေါ့ကွာငါလည်းအစအကားမလို့ဒီတိုင်းနဲ့ငါလည်းမဆိုင်ပါဘူးလေဆိုပြီးတော့ခက်ပလိုက်တာကွာ တော်ပါတော့ဦးလေးဟာကျွန်တော်လည်းပထမတော့ဒီကောင်လွန်နေထင်ပြီးလိုက်သွားတာမလွန်မှန်းသိတဲ့ခါကျတော့နောက်ဆုတ်လို့မရတော့ဘူးအဲဒီတော့ရှစ်ဆက်ရှောက်ရတော့တာပေါ့တရွာရဲသားတငယ်ချင်းတွေကျွန်တော်လည်းဘယ်လုပ်ချင်ပါမလဲအေးဒီကောင်ကလည်းမင်းညှာလိုက်တာပဲကွာမင်းပြောပုံအရာဆိုရင်မင်းကသူ့လက်ထဲရောက်နေပြီဟုတ်တယ်ဦးလေးဒီကောင်မညာရင်အခုလောက်ဆိုရင်ကျွန်တော်မြေကြီးစားနေရပြီတော်သေးတာပေါ့ကွာအခုတော့မြေကြီးမစားပဲထင်းရင်းခါကြီးတောက်နေရလို့ကဲငါထတော်သွားလိုက်ဦးမယ်မင်းဆက်တော့လိုက်မြစ်ကြီးရဲ့တနည်းမောင်ကျော်ကောင်အမိလည်းလုပ်ပြလိုက်ပါဦးကွာဘာပြုံးစီစီလုပ်နေတာလဲမိကြီးဘာမှမပြုံးပါဘူးအချစ်တရေကောင်းကြီးကိုကြည့်ပြီးတော့ရည်ချင်လို့ပါမဟုတ်ပါဘူးဟာဒီကောင်လွန်နေအောင်းမေ့ပြီးလူမှုရေးရငါလိုက်သွားတာအခြားဘာယူရခြင်းမှငါမှမရှိဘူးဒီမှာမိကြီးမင်းကိုဟိုကောင်ရာကျော်ကြည့်ကြည့်နေတာမယိုးစားဘူးအဲ့ဒါငါမကြိုက်ဘူးတော်စမ်းပါတော့မဟုတ်တဲ့နေရာကြီးပြောမနေပါနဲ့ချ
ဂျပန်နေရှိတော့ကဂျပန်လိုတော့ကြီးဂျပန်ရှိတော့တကြီးလိုတော့ကြီးဖျားထူးစရာသခင်ရဲ့လို့တတ်တတ်လက်မှတ်မရှိတဲ့အကောင်မျိုးများထပင်တက်ခိုင်းမှုတော့စိတ်မကူဘူး အဲ့ဒီလောက်လည်းမပြောပါနဲ့ဟာဒီကောင်အခုအဲ့လောက်မရမ်းကားတော့ပါဘူး ဒါနဲ့ကိုတီဟာတို့ကိစ္စကိုဘယ်လိုလုပ်ကြမလဲ ငါလည်းအဲ့ဒါကိုစဉ်းစားနေတာတီဟာရာဇဝတ်သားဆိုပေမဲ့ဒုက္ခမရောက်စေခြင်းဘူးဖြစ်နိုင်ရင်တကြီးရောဥဖိုးမောင်ရောဘယ်သူမှဘာမှမဖြစ်စေခြင်းဘူးအခုနေများကိုကြီးကြာလို့ရှိရင်ဘယ်လောက်ကောင်းနိုင်မလဲကိုကြီးကြာရောကိုကြီးကြာရောကိုကြီးကြာရောကလက်ယုံရည်ရောနှလုံးရည်ရောပြည့်တယ်ဆိုတော့ဘယ်လိုပြဿနာပဲဖြစ်လာသူကရှင်းပေးတတ်တယ်ကြည့်ပါလားဖက်စစ်တွေတို့ရွာကိုရောက်လာတော့ကငါနဲ့အလိုတော်ရှိရကြောထိတ်တိုက်တွေ့တော့ကလေသူပဲရှင်းပေးခဲ့တာပဲကြားကြောမဖျားပေါ်သွားမလို့ဟုတ်တယ်သိပါလို့မလို့ဖျားပေါ်သွားမယ်ဆိုရင်တော့မင်းကောင်တွေကိုဖနှက်ချုပ်ခိုင်းလိုက်အောင် ကြောက်ကောင်မင်းတော်တော်လူဘာဝနေပါလားအမြဲတမ်းထရေမူးနေတဲ့ကောင်ကငါ့ကိုရေကင်းလာပြနေတာလေ မင်းကမိချောင်းမှမဟုတ်ဖို့ပဲရေကင်းပြရမှာလားငါ ကြောက်ကောင်မင်းလူဘွားမှာကြာကြာမနေချင်ဘူးနဲ့တူတယ်မဲကွာ ဟဲ့ကောင် အာမင်းတို့ကလည်းဘာတွေဖြစ်နေကြတာလဲကွာအချင်းချင်းနေညီညွတ်နေကြစမ်းပါဟဲ့ကောင်ကိုအမျိုးသားချင်းချင်းတတ်တာဖြတ်တာသိယုံမကောင်းတယ်မင်းတော့မဆာ ごめんなさい彼はいいことですはいမင်းကလေကွာဒီနေ့မှဘယ်လိုကနေဘယ်လိုဖြစ်ပြီးဒီကောင်ကြီးရှိတဲ့နေရာကိုရောက်လာ ကျွန်တော်ကိုကြီးကြာကိုလိုက်ရှာနေတာ ငါ့ကို အေးဒီဘက်သွားတယ်ဆိုလိုက်လာတော့ဒီကောင်လေးနဲ့တွေ့တာ စူးစမ်းမအောင်ငါ့ကိုရှာတဲ့ကိစ္စ ပြောမှာပေါ့ဗျာ ဟေးဟေးဖြည်းဖြည်းမှတောက်ဆမ်းမအောင်ကွာမင်းပြောစရာရှိတယ်ဆိုတာပြောစမ်းမအောင် အာကိုကြာရိုးရလေဗျာမင်းကကျွန်တော်ကိုင်းနေတိန်နေလေ အေး ရသမားပတ်စံတစ်နှစ်စာမြစ်ကြီးတို့ကိုအပ်ထားတယ်စားဖို့ရောတောက်ဖို့ရော မထူးပါဘူးကွာဟေးမင်းမင်းကြီးတို့အဖေကြီးကိုရောက်ခမတော်လိုက်ပါလား ဟာဗျာကိုကြာရိုးရကျွန်တော်ကမြစ်ကြီးမမလေးတယောက်ချစ်တာဟာဗျာ အေးမင်းကသာနှမလေးလို့ချစ်တယ်ဟိုကမင်းကိုကြားတာ မဖြစ်နိုင်တာဗျာ ဟေးမင်းကသာမဖြစ်နိုင်ဘူးလို့ငါကမင်းနဲ့အသက်အများကြီးကြီးလာဒီမှာကောင်းမလေးအမူအရာကြီးမင်းအပေါ်ဘယ်လိုဆိုငါသိတာပေါ့ကွာ ဟိုအနည်းယုံမလားယင် နေငါတို့ကထီရရင်တော်ပြီနင်သွားတော့ ကိုကြီးကြာရိုး ဟေး ကျွန်တော်လူချောကိုကြိုက်တယ်ဗျာ ဟာမင်းကလည်းကွာစင်ကိုလီးခွားနဲ့ပြစ်ချင်တာကိုမင်းကကြိုပြီးဘီရင်ဟောလိုက်မျိုးကျော်ကမင်းကိုဘယ်နည်းနဲ့မှပြန်ကြိုက်မှာမဟုတ်ဘူးကွာ ကိုကြီးကြာရိုးရလေဗျာဇလန်းကစတော့မစရသေးဘူးစိတ်ထက်ကြစရာတွေအရင်ပြောနေပြန်ကျွန်တော်ကညူချောကိုတကယ်ချစ်နေတာဗျာညူချောဘယ်ကပြန်လာဟမ် ဘယ်ကပြန်လာလားတောင်းနေပါဆိုင်တယ် ဟာဆိုင်တော့မဆိုင်ဘူးလေဟာ မဆိုင်လဲပြောလိုက်တော့ပါပို့ရှင် ဟဲ့နေအောင်လေဟာဆိုင်နာလေးပြောချင်လို့ပါ ဘာဆိုင်တာလဲ မျက်နှာချင်းစာ တော်နော်ရီးရတာတော့လာမလို့နဲ့ကျုပ်တကြီးနဲ့သွားတိုင်မှာ ဟာတကြီးနဲ့တော့မတိုင်ပါနဲ့ဟာတိုင်ရင်လေငါအဖေနဲ့လာတိုင်
အောင်မမင်းမရှိဖားမရှိရများအဖေနဲ့လာတိုင်နဲ့ရှင်တော့ကျမမနှောက်ရှက်နဲ့ဖယ်လားဟဲ့ဦးလား ဖဲဆိုလဲဖဲပါပဲဟာဒါကငါပြောစရာလေးရှိတယ် ဒါမကြကြုံဖယ် ညောညောနေပါ ဘယ်လိုခိုင်းတာလဲ ငါပြောစရာလေးရှိလို့ဟာနားထောင်မအောင်ဟာငါနည်းနည်းပြောစရာရှိတယ်ညောဖဲဆိုရင်လေဖဲပါမယ်ဟာငါပြောရစကားနားထောင်ပါဦး နားမထောင်နိုင်ဝဲနားမထောင်နိုင် ညော ဒီမှာတော့စကားလဲကျုပ်နားမထောင်နိုင်ဘူးထရေသမားထရေစကားပဲပြောမှာပဲတော်ပြောချင်တဲ့စကားကိုထရေဆိုင်သွားပြောကျုပ်လာမပြောနဲ့လူဆိုတာတန်ရတန်မှန်းရရှင်ဟွန်းမျက်နှာကအရှက်ကိုမရှိဘူးခါချစ်ပြစ် စရငါပြောသားပဲမပြည့်နိုင်ပါဘူးလို့မင်းငါစကားမှနားမထောင်မဲဘူးကွာအခုတော့မင်းအရှိရတဲ့တဲ့တေဝါလုံးပွားတော့မယ်စိတ်ကူးရင်စမ်းမှလည်းကြောကောင်းရအေးစိတ်ကူးရင်လည်းဆိုတာပိုက်ဆံပေးရတာမဟုတ်ပြီမဲ့ကိုညှော်လင့်ထားသလိုမဖြစ်လာတော့ကိုပဲခံစားရတယ်ကွာမင်းဘဝမှာမင်းနဲ့အလိုက်ပဲဆုံးကမင်းကြီးအင်းငါစကားနားထောင်စမ်းပါကွာပြီးတော့လိုက်လည်းမတော့ပါနဲ့တော့ပါနော် ဟုတ်ကဲ့ကိုကြီးကြရကျွန်တော်ဒီတစ်ချိန်နဲ့ကိုနားလဲသွားပါကိုကြရအေးမြစ်ချီလို့တက်သွား အေးကောင်းတယ်လာ ကြောကောင်းကိုကြတမကြီး ဟာကိုကြီးကြရဒါရက်ဖေးရလာတယ် ဂျပန်နေစီကငါရလာခဲ့ဒီလိုပေါ့ကွာငါလည်းငါနေငါဟန်နဲ့ကြမ်းဖန်ယူလာတာပေါ့ပြီးတော့ငါတို့တမျိုးသားလုံးဟာဒီကောင်တွေလက်အောက်မှာတစ်သက်လုံးနေကြမှာမဟုတ်ဘူးကွာတနေ့နေ့တော့ထပြီးတော်လှန်ကြမှာပဲအေးအဲ့ဒီလိုတော်လှန်တဲ့နေရာမှာလေးခွားနဲ့တော်လှန်လို့မရဘူးကြောကော ဟုတ်တာတော့ဟုတ်ပါတယ်ဒါနဲ့ဒါကြီးကိုပြစ်တတ်ဖို့ကြတော့ ဟောဒီမောင်လေးကိုလက်ညှိုးလေးဆွဲလိုက်တာနဲ့ကြီးစံထွက်တယ်ဆိုတော့လူတိုင်းသိတာပေါ့ကွာဒါပေမဲ့ကိုယ်တိုင်နဲ့တနတ်ကိုကျွမ်းကျင်ဖို့လိုတယ်လေ့ကျင့်ဖို့လည်းလိုတယ်ဒါလည်းမခက်ပါဘူးကွာငါငယ်ငယ်လေးကကိုရစစ်သားတွေနဲ့ပေါင်းလာတာဆိုတော့မဆမ်းပါဘူး
ဟာဘာကြောင့်ကောငါတေးကိုအမြန်သွားဆောင်ပါမင်းတို့အရေးကြီးတယ်မနေ့ကြီးကကြာရိုးရောက်ပါတော့ငါလည်းမကြည့်ဘူးမှုပြီးတော့အရေးကြီးတဲ့ကိစ္စတွေမှားသွားတယ် ဘာလဲလဲဗျာ မင်းသမီးစီကသွားလိုက်ပါကွာမိကြီးပြောပါလိမ့်မယ်ငါထမ်းတက်လိုက်အောင် မိကြီး ကိုကျော်ကောင်ဒီမှာ မနေ့ကြီးကကိုကြာရိုးလာသွားတယ်ဆို အော်ဟုတ်တယ်ခဏနေဦး ကျော်အောင်ငါမှန်တယ်ထင်တဲ့ကိစ္စတခုကိုဆုံးဖြတ်ပြီးလုပ်ပစ်လိုက်ပြီကွာဒီတနက်ကမင်းအတွက်ငါလက်ဆောင်မယ်မှန်တဲ့ဘက်မှာယက်တီဖို့ငါပေးခဲ့တယ်ဒါပါပဲကွာတရားတဲ့ဘက်ကရနိုင်ပါစေကြာယိုး ဘာဖြစ်တာလဲမိကြီးငါတော့ဘာမှနားမလဲတော့ ကိုကြာရိုးပြောပုံရတော့မင်းညရွာရဲကိုဝင်ပြီးကောင်မလေးတွေကိုစော်ကားတဲ့ဂျပန်တယောက်ကိုတပ်ပစ်လိုက်တယ်လို့ပြောတာပဲ ဘယ်သွားမယ်ပြောသွားလဲ အဲ့ဒါတော့ဘာမှပြောမသွားဘူးတနည်းနည်းကြာရင်ပြန်လာမယ်လို့မှားသွားတာပဲ ပြဿနာတွေရှင်းပြတတ်တဲ့ကိုကြီးကြရဲ့သူပြဿနာကိုသူဘယ်လိုများရှင်းခဲ့ပါလဲကြားရတဲ့သတင်းတွေကတော့ခြေဥတရာသွားနေတယ်တဲ့ဘယ်တွေရောက်လို့ဘယ်တွေများပေါက်နေပါလဲ ယိုးအရက်တစ်လုံး လာယူလေ ဟာခမရဈေးရောက်တော့တစ်မျိုးပါလား ကျွတ်တွညောင်ကမှကျုပ်ဆိုင်မရှိတာတောက်ချင်တော့မတောက်ချင်ဘူး ခရီးပန်းလာလို့ပါဗျာလှုပ်ဆန်းပါတစ်လုံးတော့ ဘာအမျိုးရှိလဲဗျာ ဟမ်အမီးစားဖို့လာတာလားအရက်ပတ်ဖို့လာတာလားကျုပ်ကအရက်ပဲရောင်းတယ် ဘယ်လောက်ကြလဲပြော 200 200 ဟုတ်တယ် 150မဟုတ်ဘူးလား ကြံကြီးစီရတော့ကဲပတ်စံပေးပါ 120ပဲရှိတယ် အိုးတော့ကလည်းအရက်တော့ပြီးအကျွေးချားတယ်လို့တော့ကိုကျုပ်ကအခုမှတွေ့ဘူးလားခက်လိုက်တာရှင် ကျုပ်စမှာရှိတာအကုန်ပဲဗျ အလူလားလာကြည့်သေး တကယ်ပြောတာပါဗျာကျုပ်စီပတ်စံတစ်ပြားမှကိုမရှိတော့ဘူးအခုခင်ဗျားလိုးနေတယ်မလို့ဘူးကျုပ်အလုပ်လုပ်ပြီးစဆိုလဲစပါအမကြီးခိုင်းကြီးခိုင်း အိုးဘယ်ဖြစ်ပါမလဲအရက်ရောင်းတာပတ်စံလိုချင်လို့ရောင်းတာအလုတ်သမားလိုချင်လို့ရောင်းတာမဟုတ်ဘူးတော့ ဒါဆိုလဲအကျွေးမှထားလိုက်ဗျာကျုံတဲ့ခါကျုပ်လာစမယ်ကြာရိုးတဲ့ပုပ်ပလင်ရွာသားဘယ်တော့မှမလဲကျွန်တော်မညာဘူးဆိုတကယ်မညာပါဘူးတကယ်ပြောတာကျုပ်မှရှိတာအကုန်ပဲအဲ့ဒါ อืม ဟဲ့လူ
ဒီနေကြောင်းဒီဆိုင်ကြောင်းကျုပ်ကြောင်းခက်လုံးဝမတူတော့ဗျ ဘာလဲဗျခင်ဗျာဘာလာပြောနေတာမင်းဆိုင်ရှင်လား ဟောကြာရွေးအဲ့နာမှာထားလို့ ကဲအမကြီးကျုပ်ဘလောက်အလုပ်ကြာဆက်လို့မှခင်ဗျားအကျွေးကကြေးမာလေဗျ မဟုတ်ပါဘူးမောင်ကြာရွေးရဲ့မမမလူဘဝမရှိမင်းလေးရှိနေတာကိုကပိုးပြီးအဆင်ပြေနေတာမမလုပ်ငန်းယောက်ျားတစ်ယောက်ရှိမှဖြစ်မှာပြီးတော့အမှုသမားတွေနဲ့ဆိုတော့ ဘာလဲခင်ဗျားစီမှာကျုပ်အလုပ်ဆက်လုပ်ပေးရမယ်လို့ဆိုနေတာလား မဟုတ်ပါဘူးမောင်ကြာရွေးရဲ့မင်းကအရက်ကြိုက်တော့မမကလည်းအယောင်နဲ့ဆိုတော့မင်းအတွက်ပို့ပြီးတော့မြန်အဆင်ပြေမလားလို့ ကျုပ်လည်းရွာမှာတော့အရက်ဆိုင်ဖွင့်ခဲ့တာပဲဗျာဒါပေမဲ့တကြီးနဲ့အစင်မပြေတာနဲ့ရေကြီးဟာမျက်နှာရာဆိုပြီးထွက်လာခဲ့တာ ဘာလဲမမရဲ့ဆိုင်ကမင်းအတွက်ရေကြီးရမြင့်နုရမဟုတ်လို့လား ရေကြီးဟာမျက်နှာရာဆိုပေမဲ့ကျုပ်ကအမိတဟဲနဲ့မှနေချင်တာကျုပ်ကမြည်ချင်တာဗျာအမေခင်ဗျားကပဲရှက်ရတယ်ရှိတယ်ပြောရတဲ့ကျုပ်ရှက်ဖို့လည်းထားပါဦး ဒီပြဿနာတနည်းမဟုတ်တနည်းရှင်းရမှာတော့သိကြတယ်ကိုကြီးကြာရိုးကိုတွားခေါ်ရင်တော့ဒီပြဿနာအမြန်ဆုံးအေးသွားနိုင်တယ်သူတို့တူရင်းချင်းဆိုတော့ပြည်လေခြင်းနဲ့ပြည်လေသွားမှာ ဟုတ်တယ်ဘာပဲဖြစ်ဖြစ်ကိုကြာရိုးကြီးကဖြောင်းဖြောင်းပြပြပြောရင်တော့ပြည်လေသွားမှာပါဒါပေမဲ့တကြီးကတော့ကိုတီးဟာကိုဒီတိုင်းထားမှာမဟုတ်ဘူးတနည်းနည်းနဲ့တော့အပြက်ရှင်းပြမယ်ထင်တာပဲ ဒီကိစ္စကကိုကြီးကြာရိုးဝင်ညှိလိုက်ရင်အဆင်ပြေသွားနိုင်ခက်တာကကိုကြီးကြာရိုးပဲရောက်နေတယ်ပုတ်ပလင်လိုညောင်ငံလိုတော့ကြားတာပဲ ဟာဟုတ်ပါမလားကွာဖက်သွားတာကြတော့ကတော့တိုးလေးလူပြောတာပဲအေးဂျပန်ကြီးကလည်းစိတ်ရှုံးလို့ထွက်သွားပြီဆိုတော့မင်းတို့ကလည်းဟုတ်ချင်ဟုတ်မှာပေါ့ ဟာလက်စမ်းမအောင်ကွာအဘာလို့ပို့လဲကွာပြောစရာရှိလို့ကွာ ဆိုသားမအောင် တို့တကြီးအိမ်မှာဆွေးနွေးကြတယ်ရိုးရိုးလွတ်မြောက်ရေးကိစ္စမှာကိုကြာရိုးကြီးကိုတော့ခေါ်ဖို့မင်းတာဝန်ယူရမယ်တဲ့အဲ့ဒါကြောင့်ကျွန်တော်တို့လာပြောကြလိမ့်မယ်ဒါတို့အားလုံးဆုံးဖြတ်ချက်ပဲ ဘာကွာ
ငါမပါပဲငါကိစ္စကိုဆုံးဖြတ်တာငါနာခံရမှာဟုတ်လားကြော်ကောင်ဆိုတဲ့ကောင်ကဘသူဆုံးဖြတ်ချက်နဲ့မှအသက်ရှင်နေရမို့ကိုဆုံးဖြတ်ချက်နဲ့ကိုနေတာဒီမှာမင်းကောင်လေးကိုပြောလိုက်ကြိုက်တဲ့နေရာမှာကြိုက်တဲ့ပုံစံနဲ့ရှင်းနိုင်တယ်လို့ဒီကောင်ငါကိစ္စကိုငါမပါပဲဘယ်တော့မှမဆုံးဖြတ်နဲ့အားလုံးသိကုန်ထမ်းပညာရေးချိုးတမြမြခါရီလေးတို့ဒီလိုပြေးတက်ပြေးထမ်းပညာရေးချိုးတမြမြခါရီလေးတို့ဒီလိုပြေးတက်ပစုံစိတ်ကုန်အမြုပ်ကလေးတွေကတုံးဘေတိုးဖို့တက်ဘေတိုးဖို့ပစုံစိတ်ကုန်အမြုပ်ကလေးတွေကတုံးဘေတိုးဖို့တက်ဘေတိုးဖို့တက်ခွက်အောက်တော့မူနှစ်ခွက်အောက်တော့မြူနှစ်ခွက်အောက်တော့မြူသုံးခွက်အောက်တော့မုံလေးထမ်းပညာရေးချိုးတမြမြခါရီလေးတို့ဒီလိုပြေးတက်ဘုံဘယ်လမ်းမြူကလေးကဟမ်မြူကလေးကဟမ်ဘုံဘယ်လမ်းခက်ချန်ခပ်ပါအားလို့အလဲရပြီတောက်ကြလို့လေဟေးခက်ချန်ခပ်ပါအားလို့အလဲရပြီတောက်ကြလို့လေဟေးရွာဝင်လမ်းမကြီးမှာထုတ်စီးတယ်လို့သွားဘသူမှလူမထင်မိုက်ကြရင်ထွက်ဟဲ့ဘသူမှလူမထင်မိုက်ကြရင်ထွက်ဟဲ့ချစ်တဲ့လူမျိုးပြန်ရက်ကဲကြိုက်တဲ့လူမျိုးပြန်ရက်ကဲတွေ့လေဝဲထမ်းပညာရေးချိုးတမြမြခါရီလေးတို့ဘေရိုပြေးတက်ပြေးဟဲ့ကောင်ကြာရိုးကိုတွားခေါ်ဖို့ကိစ္စဘယ်လိုလုပ်ကြမှာလဲတကယ်တော့ကြော်ကောင်နဲ့ကြာရိုးကပိုးအဆင်ပြေတယ်ကွာတကြီးကလည်းဗျာဒီကောင်ကဒီလောက်တောင်မူးနေတဲ့ကောင်ဥစ္စာဘိုးကြာရိုးစီတောင်ရောင်းမဲ့ကောင်မဟုတ်ဘူးဗျဟုတ်တယ်ဒီကောင်ကခွာကြရဲ့ခိုင်းရင်လည်းတွားချင်မှတွားမှာဒီလိုလုပ်မယ်တကြီးကြော်ကောင်ကအလောင်းအစားဝါသနာပါတယ်သူနဲ့ကျွန်တော်တခုခုအလောင်းစားလုပ်ပြီးဒီကိစ္စကိုရှင်းလိုက်ရင်ပြည်လေသွားလိမ့်အလောင်းစားလုပ်တာကတော့ဟုတ်ပါပြီမင်းရှုံးသွားရောဒါကတော့ကံပေါ့တကြီးရဲ့အရေးကြီးတာကဆုံးဖြတ်ချက်တစ်ခုအမြန်ဆုံးရဖို့ပဲမလားငါတော့မင်းကိုပဲသွားစေချင်တာဗျဒါပေမဲ့မင်းအစီအစဉ်တိုင်းလုပ်ကြည့်နေတယ်ဆိုလဲလုပ်ကြည့်ဦးပေါ့ကွာကောင်းတာကတော့မင်းတို့အချင်းချင်းညီညွတ်နဲ့ဆုံးဖြတ်ကြရင်ပိုကောင်းတယ်ဗျဒါမှန်တယ်ညီညွတ်တာလုပ်ကြဟ
လာချမယ်လားတိုင်းရောတိုင်းကိုကျော်ကောင်ခင်ဗျားအကျက်ကလမ်းနေပြီရတော့ဦးထင်တယ်ရှုံးပြီ ဘာကွာအေးကြက်မနိုင်လူထိုးရတာ ကဲကျွန်တော်အေးဆေးပေါ့နော် ကိုကြောက်ကရာကျော်ကကိုကြာရုံးကိုသွားရှာပြီးခေါ်ခဲ့မယ်ဆိုပါလား ဘာရာကျော်ကကိုကြာရိုးယူသွားခေါ်တယ်ဟုတ်လားလိုက်မယ် ဘယ်ပြောလို့ရမလဲတကယ်လို့လိုက်လာရင်ရောကိုတရားနဲ့ဘယ်လိုရှင်းမလဲ တွန်းစမ်းပါဟာကိုကြာရိုးရဘယ်တော့မှလိုက်လာမှာမဟုတ်နင်မယုံရင်စောင့်ကြည့်ရှိပါရဲ့ဟာနင်နဲ့ငါနဲ့ထေးတမျိုးချင်းလောင်းမလား ကိုကြောက်ကောင်ဟာလေစကားပြောလိုက်ရင်အလောင်းစားနဲ့ကိုလွတ်တယ်မရှိဘူးကြည့်ပါလားမျက်နာဒဏ်ရာတော့မပြောက်သေးဘူးအလောင်းစားလှုပ်ချင်သေးတယ် ကိုကြာရိုးနေကောင်းတယ်နော်ကျုပ်ရွာထွက်ပြီးရှာနေတာ3 ရက်လောက်ရှိပြီအခုမှပဲတွေ့တော့တယ် ပုံးတဲ့လူနဲ့ရှာတဲ့လူပုံးတဲ့လူကပို့ပြီးလုံုံတော့မပေါ်ကွာဒါပေမဲ့မင်းနောက်ဆုံးတော့တွေ့တာပဲမလားမင်းလာရင်ကိစ္စကိုတူတူနဲ့လူရင်ပြောရှာရှိတာငါမကြိုက်ဘူး ကျွန်တော်သိပါတယ်ဗျာကိစ္စကတရားကိစ္စ ဟာပြီးဟာဘာဖြစ်လို့လဲဒီကောင်လူကောင်းပဲကွာငါလူမှုပြောတာမဟုတ်ဘူး ဟုတ်ပါတယ်အရင်တော့ကလူကောင်းပဲဒါပေမဲ့ကိုကြာရိုးရွာထွက်သွားပြီးတဲ့နောက်ဒီကောင်လူဆိုးစင်းဝင်သွားပြီဗျာ ဒီကောင်က ဟုတ်တယ်အခုလဲဥဖိုးမောင်ရဲ့သမီးညိုကျော်သူ့ကိုတစားကန်ဖြစ်ဖမ်းထားလို့အဲ့ဒါဆုံးမပေးဖို့ကိုကြာရိုးလာခုံ အာမင်းတို့ကိစ္စမင်းတို့ရှင်းကွာ ခင်ဗျားလို့တော့မဖြစ်ဘူးကိုကြာရိုးခင်ဗျားကိုမပါပအောင်ခေါ်ရဲဖို့တကြီးကမှားလိုက်တယ် ဘာမလိုက်မင်းကဘာလုပ်မလို့ဘာလုပ်မလို့
ကျွန်တော်ပြောတာတေးချာနားထောင်ပါဦးအခုကျွန်တော်ကိုကြာရိုးကိုလာခေါ်တာတီဟာကိုတေးစေခြင်းနဲ့ဆန္ဒလုံးလုံးမပါဘူးတီဟာနဲ့ကိုကြာရိုးညှိလိုက်ရင်အားလုံးအဆင်ပြေသွားနိုင်တယ်ပြီးတော့ကိုကြာရိုးစကားကိုတီဟာနားထောင်ပါပါ ဒီကောင်ငါစကားနားထောင်မှာတော့သိကြတယ်ဒါပေမဲ့မင်းတို့တကြီးစကားကိုငါနားမထောင်နိုင်ဘူးကွာငါကောင်ကလူကောင်းမျိုးချစ်စစ်ရှိတဲ့ကောင်အေးတမျိုးသားလုံးကိုတစ္ဆာဖောက်တဲ့ကောင်ဆိုငါလိုက်မင်းတို့တကြီးကဒီကောင်တဲ့ဆိုးတယ်ဖဲအော်ခင်ဗျားပြောပုံအရဆိုရင်ကျုပ်တို့တကြီးကလူကောင်းမဟုတ်ဘူးပေါ့ဟုတ်လားဟုတ်တယ်လေခေအဆက်ဆက်မင်းတို့တကြီးကဘာများကောင်းတာလုပ်ခဲ့လို့မင်းရောဘာဗျကြာရိုးဒါမျိုးမလုပ်နဲ့လေမရဘူးမင်းတို့နဲ့ကင်းကင်းနေခြင်းရှင်းရှင်းနေခြင်းဒီလားနေတာဝါစံကွာသွားမိကြီးရာကြောင့်ကိုကြာရိုးရိုးသွားခေါ်တာပါမလာဘူးလေဟာ အဲ့ဒါလို့ဆိုလဲရှင့်ရဲ့ညိုကျော်တော့ကဲသူနဲ့ဝေးပြီပေါ့ တော်စမ်းပါဟာတခုတော့ရှိတယ်ဒီကောင်မလုပ်နိုင်တဲ့အလုပ်ကိုငါလုပ်ပြမှာဖြစ်မယ်ဟာငါကိုကြာရိုးရိုးရအောင်သွားခေါ်မယ်ဘယ်ဘူးမှမပြောနဲ့နော် ကျူးစားကြည့်အောင်ပေါ့တော့ရှင်သာကိုကြာရိုးရိုးခေါ်လို့ရရင်တူရလုံးကရှင့်ကိုချီးကျူးကြမှာပေါ့ မလိုပါဘူးဟာငါတရေကောင်းဖြစ်နေတဲ့စိတ်နဲ့တွားမှာမဟုတ်တာ ဘာလဲညိုကျော်စိတ်နဲ့ပေါ့ဟုတ်လား အဲ့လိုတော့မပြောပါနဲ့ဟာငါတွားရမယ်ခရီးလမ်းမှာဘာအနှောက်အယှက်မှမဖြစ်စေချင်ဘူးငါရဲ့စိတ်ထဲမှာနည်းနည်းညို့ဝဲရှိတယ်ကဲပါဟာငါ့ကိုထေးတိုးလောက်တိုက်နော် ပြီးနိုင်မောင်တော့ ဟာကြော်ပေါ့ဟာလေမင်းတို့တကြီးကအခေါ်ခိုင်းလိုက်တယ်ပြီမဟုတ်လားငါမလိုက်ဘူးကွာ ကျွန်တော်စကားကိုလည်းစောင့်အောင်နားထောင်မအောင်ကိုကြီးကြာယူပါ နေလာကွာဘာလဲ ကျွန်တော်လာတာတကြီးခန်းလို့လာတာမဟုတ်ဘူးကိုကြီးကြာယူကျွန်တော်စံသားနဲ့ကျွန်တော်လာတာဒီပြဿနာကိုကြီးကြာယူရှင်းမှပြည်လဲမှာ အာမင်းတို့ကအများပဲကွာဒီတိကျဆိုတဲ့ကောင်မင်းတို့မနိုင်ဘူးလား ဒီကောင်အရင်ကလို့မဟုတ်တော့လက်ကပုတ်တဲ့လာကျွန်တော်ကန်ကောင်းလို့ကိုကြီးကြာယူနေမှာဖြစ်မှာရရွာလူတွေကပြောနေကြတယ်မရင်းကောင်ဝရမ်းပြေးဟာကိုကြီးကြာယူတူမလို့ကိုကြီးကြာယူကလွတ်ထားတာလားတဲ့
အသက်မသေးခြင်းအตาလေးထွက်လာတယ် ဟဲ့ကောင်လေသူတို့ဘာလို့ကျင်တာလဲကွာဓမြတိုက်တယ်ဆိုရင်လည်းတထေးတွေချမ်းသာတဲ့လူတွေတိုက်ရတယ်ငါတို့မှရွှေလည်းမရှိဘူးငွေလည်းမရှိဘူး ကျုပ်တို့လူချင်တာဟင်း မြင်းတော့ပေးလို့မဖြစ်ဘူးငါလူကြီးကျုပ်တို့ကခရီးဆက်ရအောင်ပါ ဟဲ့လူပေးမလားမပေးဘူးလားပြစ်ထည့်လိုက်မှာနော် ဟဲ့ကောင်ပြန်ကြကွာသူတစ်ပါးလက်အောက်ရောက်နေတဲ့အချိန်မှာကိုယ့်လူမျိုးချင်းချင်းပฏิပက္ခဖြစ်ရတာမကောင်းပါဘူး ပြန်ကြတော့ကွာမင်းအချုပ်ကိုတရားဟောမနေနဲ့ကြားရကွာ ဒီတစ်ခါမင်းတို့ကချမ်းသာပေးလိုက်နောက်တစ်ခါဒီအလုပ်မျိုးဘယ်သူမှလုပ်ဖို့မကြိုးစားနဲ့အတန်ကြားတာနဲ့ငါကိုယ်တိုင်လာတတ်မယ်နားလေလားမင်းတလို့တောင်ဖြောင်းဖြောင်းတန်းတန်းမစားရဆိုးလေကောင် မထူပါဘူးကိုကြီးကြိုင်ပါလာရောက်မှပဲဆက်စားကြတာပေါ့ အေး ကြားရုံ ဘာလဲ ဟဲ့လဲကွာ ရွာထဲကိုပေါ့ဗျ ဘာလုံးမလို့လဲကွာ ကျုပ်တို့ကိစ္စပါဗျာ ဟိုခဏစဉ်းစားမအောင်ကွာဟိုငါမင်းနဲ့အရေးတကြီးစကားပြောစရာရှိလို့ဟာဒီလူကြီးအရေးကြီးနေပါလေဆိုမှဘလို့ပြည့်နေ ဟုတ်တယ်ဗျတကြီးနဲ့တွေ့ဖို့အရေးကြီးနေတယ်နောက်မှပဲပြီးတော့မယ်ဗျာနော် ဟဲ့ကြားရုံကြားရုံဟေးကြောင်း ရှင့်ကိုတပ်ပြီးတယောက်ထပ်ရပါလေ ငါ့ကိုတတ်ဖို့သူတယောက်ထက်ရောက်ဟာမင်းတို့ထမင်းလာပွင့်နေမအီကပြောသွားတာပေါ့ ဟုတ်တယ် ငါ့ကိုတတ်မဲ့လူကဘယ်သူရဲလဲ ရှင့်ဦးလေးပဲဦးကြရင် ဟာဦးလေးကိုတကြီးလို့သွားခေါ်ဟာမဖြစ်နိုင်ဘူးအဲ့ဒါလုံးဝမဖြစ်နိုင် ဟ
မဖြစ်နိုင်ဘူးလို့မနေနဲ့ရှင်ဦးလေးအဖြစ်ရွာထဲရောက်နေရှင်အတွက်ကျမစိတ်မကောင်းပါဘူးရှင်ဦးလေးကရှင်ထက်လက်ယုံရောနှလုံးရောသားနေတယ်ဒါပဲလားဗျာခင်ဗျားတို့ပိုက်ဆံနေထောင်မလဲသေးကိုဂျပန်ဆက်ကူဒါလေကျုပ်ကဘာလို့ရမှာလဲ ဟာဘိုးကြာရိုးကလည်းအခုဒါတွေပဲသုံးနေရတဲ့ဥစ္စာ ဟုတ်ပါတယ်ဒါပေမဲ့နေလေဗျာ မင်းဘယ်လောက်လို့ချင်း ကျုပ်တက်တက်စားမကုန်တော့အောင်လိုချင်တယ်မလွယ်ဘူးဗျကျုပ်ကလူတစ်ယောက်ရဲ့အသက်တစ်ချောင်းကိုတတ်ပေးရမှာပြီးတော့အဲ့ဒီအသက်ကလည်းကျုပ်တူရဲ့အသက် မင်းတက်တက်စားမကုန်တော့ပြီးစရာငါမှမရှိဘူး ဒီလိုဆိုကျုပ်သမီးလေးတော့ဒုက္ခရောက်ပါပြီဗျာ မင်းတောင်းတော့ငါတို့မှမရှိဘူးကွာဒါပေမဲ့ဒီလိုလို့မင်းရခဏလေးစောင့် ဒါဆိုရင်โอ้よろしいよろしいဟုတ်ပြီဒါဆိုဒီနေ့ညနေပဲကျုပ်တီဟာကိုသွားတွေ့တခုရရှိတယ်နော်တကြီးကျုပ်နေဖို့အိမ်ရဲ့ကျုပ်တောက်ဖို့အရက်ရဲ့တော့ခင်ဗျားတာဝန်ယူရလိမ့်မယ် စိတ်ချအားလုံးပြည့်စုံစေရ လောကကြီးအစဉ်ပြေခြင်းတော့လေအားလုံးပြည့်စုံနေပါလားကြီးခင်ဗျားတို့အားလုံးဒီနေခဲ့ဗျာကျုပ်ဒီကောင်နဲ့သွားတွေ့မယ်ဒီဟာဟောငါပါကွာကြာရောပါဦးလေးဘာလို့မလို့လဲစကားလေးပါလေပြောကြတာပေါ့ကွာအေးဆေးဆွေးနေစရာရှိရဆိုရင်တော့ဦးလေးပေါ်တက်ခဲ့တယ်။ကျန်တဲ့လူပြောမှမလိုက်နဲ့နော်။ငါတယောက်တည်းလာခဲ့ပါပါ။
ဟာဦးလေး မလုပ်ပါနဲ့ကျွန်မတောင်းမှမှာလေဦးလေးရမလုပ်ပါနဲ့ ညိုကျိုးနင်းကိုဒုက္ခပေးနေတဲ့ကောင်ကငါကတောက်တင်မလို့လားနင်းကဒီကောင်ကိုဒုက္ခရောက်မှစိုးရိမ်နေတယ် ဘာပဲဖြစ်ဖြစ်ပေါ့ဦးလေးရဟိုသူ့ကိုတတ်တော့မတတ်လိုက်ပါနဲ့ညိုချိုးတောင်းမှမှာလေ မင်းဘယ်ဆိုးလို့တော့ဒီဟာဟမ်မင်းကလေးတယောက်ကိုကိုယ့်ဘက်ပါအောင်တော့မင်းစွန်းဆောင်နိုင်သားပဲမင်းတော်တယ်အေးတော်တာတခြားกว่าရုပ်မာတာကတခြားဟုတ်ဘူးလေရုပ်မာတဲ့မင်းကိုရှင်းဖို့ငါလာခဲ့တာ မဟုတ်ဘူးလေမဟုတ်ဘူးကျွန်တော်မယုံပါဘူးလေ မငင်းနဲ့တရားငင်းနေလို့မင်းတို့အကာအကွယ်ဖြစ်လာမှာမဟုတ်ဘူးကွာ ညင်းတာကျွန်တော်အတွက်အကာအကွယ်မဖြစ်ဘူးဆိုတော့ကျွန်တော်သိပြီကျွန်တော်နားလဲပါတယ်ဦးလေးဒါမဲ့မဟုတ်တာမဟုတ်ဘူးဆိုတာတော့ညင်းရမှာဒါအမှန်တရားအတွက်ပဲဦးလေး ဘာအမှန်တရားဘာမှန်တရားလဲကွာမာတီဟာအခုဟာအပြစ်ရှိတဲ့တူတယောက်ကိုဦးလေးတယောက်ကတာမန်ဆုံးမတာမျိုးမဟုတ်ဘူးရုပ်မာတဲ့မင်းကိုရှင်းပြဖို့တတ်ပြဖို့ငါလာခဲ့အဲ့ဒီအတွက်ဒီတော့ဒီဟာရဲ့အဲ့ဒီအတွက်လေငါကတာဝန်ကြီးနေတယ်အဲ့ဒီအတွက်ဦးလေးဘယ်လိုဖြစ်စေချင်တယ်လဲဆိုတာပြောပါဦးလေ ကြိုက်ဒီလိုလှုပ်စမ်းပါဒီမှာမနဲ့ဖာမနဲ့ချောင်းပြားကိုမင်းလာခဲ့မင်းနဲ့ငါနဲ့တနတ်ချင်းရှင်ပြစ်ဒီဟာမင်းငါကိုတနတ်ချင်းရှင်ပြစ်ရဲ့လား ကျွန်တော်ရဲ့လက်ကဦးလေးကိုမမိနိုင်ဘူးဆိုတာကျွန်တော်သိပါတယ်ဒါမဲ့ဦးလေးချိန်ထားတဲ့နေရာကိုကျွန်တော်ရှောက်လာမှာပါ မင်းရဲ့အမှန်တရားမင်းရဲ့အသက်ကိုကယ်တင်နိုင်လိမ့်မယ်လို့မင်းကယူဆထားတယ်ပေါ့ဟုတ်ပြီဟုတ်ပြီအေးမင်းရဲ့အမှန်တရားဟာမင်းရဲ့အသက်တစ်ချောင်းကိုကယ်တင်နိုင်ပါစေလို့မင်းဒီညဖယားမှာဆုတောင်းထားလိုက်ပါ
နဲ့လဲပို့ကြရုံမင်းကောင်လာမသိကြရဲ့လားကွာဟမ် ကျုပ်တို့သွေးထဲမှာဂတိမတီတဲ့လူဆိုလို့တယောက်မှမရှိဘူးလာဆိုရင်လာမှာပေါ့ဗျာ ဘာကွာငါသမီးကိုအာရမကျင့်ပြီးတတ်သွားတဲ့လူရှိမှာဂတိဆိုတာရှိသေးရဲ့လားကွာဟမ်လေးစားလောက်တဲ့မျိုးပါပဲ ဟာဟိုမှာတရားလာပြီ ကျုပ်တို့သွေးဂတိတီးတယ်ဆိုတာခင်ဗျားမြင်ပြီးမှလားခင်ဗျားတို့လွတ်ရကိုခဲနေကြခင်ဗျားဘက်ကလည်းဂတိတီးဖို့တော့လိုတယ်နော် စိတ်ချ
ကျင်းကိုစတူးနေတာပြီးကနေပါပြီကွာဘယ်လိုလဲကွာ ကျုပ်တူတီဟာလဲတယ်ဗျ ငါကုန်ပြီကွာမာကုန်ပြီမင်းတို့ကငါဆိုလူရမမတွေ့နေ냐ပဲကွာအခုတော့ဘာမှအပြစ်မရှိတဲ့လူတယောက်ရဲ့အသက်တစ်ချောင်းဆုံးရှုံးသွားပြီဘာသူ့မှာအပြစ်မရှိဘူးဟုတ်လားအေးဟုတ်တယ်သူ့မှာအပြစ်မရှိဘူးမင်းတို့ကငါပြောခွင့်မရလို့မပြောခဲ့ရတာတကယ်တရားခံအစ်စ်ဘယ်သူလဲဆိုတာငါသိတယ်ကွာငါသိတယ်ဟဲ့လေ你ဘာဖြစ်လို့ဒီလိုလိုက်လာတာလဲဟာတော်ကြနင်းပါတကြီးတင်တက်နေတက်ကုန်နေတယ် တောင်းနဲ့တွေ့ကြလို့အဘာမသိအောင်ခိုးထွက်လာခဲ့ရတာကြောက်နေရဆိုရင်ပြန်မယ် ဟာညောင်းမြတ်ခင်ဟာဟိုကိုစံကုန်လေလေမြတ်ခင်နဲ့လွတ်လပ်လပ်တွေ့ကြတာဗောဟိုဒါပေမဲ့ဟို တော်လောက်မနေနဲ့ဟိုဘက်ရမှာလာပြီးနေကြရင်အလူရှိတယ်တဲ့အဲ့ဒါအဘတို့အမေတို့မလိုက်နိုင်လို့ကျုပ်ကိုလွတ်နေတာအဲ့ဒါတော်လိုက်မှာလား လိုက်တော့လိုက်ချင်တာပါမြတ်ခင်ဟာဒါပေမဲ့ငါမှပွဲတဲ့ဝယ်စားမရှိဘူးဟာ ဒီလောက်တောင်မှမစားဆောင်နိုင်လဲမလိုက်ခဲ့နဲ့နေဟိုပဲရွာအလူကိုတွားတယ်ဆိုတော့ကိုရရောဒီနာလာစောက်ဒီကဘယ်ပါလား ဘယ်ပါလာလားရှစ်ဖို့မဟုတ်ပါဘူး ညကေနေရအကြီးသမီးဒီကမိမဲ့ပါမဲ့ကလေးကွာကောင်မင်းတို့ငါစိုးရင်လို့ပြောနေတာမြတ်ခင် ကိုရကြောင့်ရှင်မိုးနေအေးစင်းနေပါသူများကိုပုတ်ခတ်မပြောနဲ့လာပါမယ်ကိုစံကို မြတ်ခင်မင်းတို့ငါစကားတွေအများကြီးပြောစရာရှိလို့ဒီနာလာစောက်ရမင်းသွားစရာရှိတာဆက်သွားတော့ ဘာလဲကွာ ကိုရကြောင့်ရှင်မမိုက်နိုင်နဲ့တော့သူ့မှာလည်းစော်ကားစရာမလိုဘူး အော်မမြတ်ခင်နေရဒီအုတ်ကြားမြေပေါ့ကလေးကောထီလို့နားနေဟုတ်လား ဟဲ့လူခမစော်ကားလွန်လာပြီနော် ဟာစံကောမင်းအဲ့လိုဘယ်တော့ပြန်ပြောဘူးလဲ အစပြန်မပြောပြင်မဲ့အခုပြောတယ်ဗျာ အမခွေးမသာကြောက်ဟာလူဘာလို့
တော်ချစ်စက်တဲ့ရာကျော်ဟောဒီမြေပုံလေးဟာငါကိုယ်တိုင်မြုပ်ခဲ့တဲ့ဆန်ကွရဲ့မြေပုံညိုကျော်ငါ့ကိုဒီတနတ်နဲ့ ပြစ်တက်လိုက်စမ်းပါကွာရောလေငါ့ကိုအချိန်မရွေးပြစ်တတ်နိုင်တယ်ကျင်းနေပြီလားတကြီးဟမ်ရုံးမာတဲ့လူတွေရဲ့စက်သိန်းကအဲ့ဒီလိုပဲပြရမှာပေါ့ ဟေးကွာငါသမီးလေးတွေ့လက်စားချေဖို့အနှစ်နဲ့အလားလားစောင့်ခဲ့ရတာဒီတဲ့ဆန္ဒပြေသွားပြီကွာဟဲ့လေသဘောရှိစားတာတောက်စား သိကြပါလားတောင်းပါလားတောက်ပါတောက်ပါဖြစ်လာကြတာလေကွာဟမ်ရှင်းပြလိုက်စမ်းဗျာကဲဦးသူမထားလိုက်စမ်းရာကျော်ရဲ့ဆန်ကွရဲ့ညခင်ရဲ့ဟိုဘက်ရွာအလူကပြန်လာတော့ကြောက်တန်းစုမှာဖြစ်ပျက်ခဲ့တဲ့အဖြစ်ပြက်လေးကိုပြန်ပြောမလို့ဗျဟာ
ခင်များတို့ကအားလုံးသိသွားပြီကိုဒီမှာတွေ့လားဟိုကြာရောခင်များတို့တရားမှလှုပ်ဖို့မကြောသားနဲ့နော်နည်းနည်းလေးလှုပ်လိုက်တာနဲ့ဒီမှာတွေ့လား ဒါကြောမင်းတကြီးကိုမထိနဲ့နော်တကြီးကိုထိလို့ကမင်းတပည့်ဘာဖြစ်သွားမလဲတွေ့တယ်မလား ဒါမခက်ပါဘူးပို့ကြာရောတင်းချိုင်းမှာအေးအေးဆေးဆေးမနေပဲနေရတကာဝင်ရှော့ချင်တဲ့ဥတုပဘိုးကြာရိုးခင်ဗျားနည်းနည်းလေးမှလှုပ်ဖို့မကြောစားနဲ့နော်တနက်ပြစ်တဲ့နေရာမှာသိတ်ကြော်တယ်သိတ်လင်းတယ်လို့တည်င်းကြီးနေတဲ့ဘိုးကြာရိုးခင်ဗျားကတနက်ပြစ်ခွင့်မရတော့ဘူးကျုပ်ကိုပြစ်ဖို့မကြောစားနဲ့နော်ကျုပ်ကိုပြင်းတကြီးကိုတတ်တယ်လို့ဖြစ်သွားလိမ့်မယ်မလုံနဲ့ကိုင်းဘိုးကြာရိုးခင်ဗျားအတွက်နောက်ဆုံးအခွင့်အရေးပဲဘဝကူးကောင်းအောင်ဆုတောင်း呀，你မသိဘူးနော်ဟုတ်ကဲ့ဦးလေးရဲ့လက်ဟာပြတ်မှတ်တိုင်းအလွယ်ဟန်ထိအောင်ပြစ်နိုင်ပါတယ်ဒါပေမဲ့ကျွန်တော်ဘာကြောင့်မသိရလဲဆိုတော့အမှန်တရားတချုံအကာအကွယ်ပေးလိုက်လို့ပါပဲ